ဒီအမျိုးသမီးရဲ့လက်တစ်ဖက်ဟာရွှေနဲ့ပြုလုပ်ထားတာပါတနေ့မှာတော့တောထဲမှာတစ်ပင်ခုန်နေရင်သူမရဲ့လက်ပေါ်ကိုတစ်ပင်တစ်ပင်လဲကျသွားပါတယ်သူမရဲ့ခင်ပွန်းကတစ်ပင်ကိုဖယ်ရှားဖို့အသေးအတန်ကြိုးစားခဲ့ပေမဲ့မဖယ်ရှားနိုင်ခဲ့ပါဘူးဒါကြောင့်ဇနီးတဲ့ရဲ့လက်ကိုပစိန်နဲ့ဖျက်ချဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့လက်ပြတ်သွားပြီးနောက်မှာတော့သူမဟာပြတ်တောက်သွားတဲ့လက်ကိုကြည့်ပြီးအမြဲတမ်းဝမ်းနဲ့နေခဲ့ပါတယ်ဒါကိုမြင်ရတဲ့ခင်ပွန်းဖြစ်သူကသူမအတွက်လက်တူတစ်ခုကိုပုံစံထုတ်ပေးခဲ့ပေမဲ့သူမကတော့ရွှေနဲ့လှုပ်ထားတဲ့လက်ကိုသာလိုချင်ခဲ့တာပါဒါကြောင့်ရက်အနှဲငယ်အကြာမှာသူဟာရွှေလက်တစ်ဖက်ကိုပြုလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီရွှေလက်ကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်မှာပိုးဝင်လာပြီးရက်အနှဲငယ်ကြာမှာသူမတည်ဆုံးသွားခဲ့ပါတယ်မတည်ဆုံးခင်မှာတော့သူမရဲ့ရုပ်အလောင်းကိုဒီရွှေလက်နဲ့အတူမြုပ်နှံပေးဖို့ဂတိတောင်းခဲ့ပြီးသူကလည်းဂတိအတိုင်းလှုပ်ဆောင်ပေးခဲ့ပါတယ်နှစ်အနှဲငယ်ကြာတဲ့အခါမှာတော့ခင်မွန်းဖြစ်သူဟာအလွန်ဆင်းရဲသွားပြီးအသက်ဆက်ဖို့အတွက်ငွေကြေးလိုအပ်လာပါတယ်သူဟာဇနီးတဲ့ရဲ့ကူစီကိုသွားပြီးမြေချင်းကိုပြန်တူးပါတော့တယ်သူကရွှေလက်ကိုထုတ်ယူလိုက်တဲ့အချိန်မှာဇနီးတဲ့ရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာခဲ့ပေမဲ့သူကတော့ဂရုမစိုက်ပဲရွှေလက်ကိုအိမ်ကိုယူလာခဲ့ပါတယ်အဲ့ဒီနေ့ညမှာပဲဇနီးဖြစ်သူဟာသူမရဲ့ရွှေလက်ကိုပြန်ယူဖို့ရောက်လာခဲ့ပါတယ်သူဟာကြောက်လန့်တကြားနဲ့ရွှေလက်ကိုဇနီးဖြစ်သူစီပြန်ပေးလိုက်ပေမဲ့လက်ကိုရပြီးတာနဲ့ဇနီးဖြစ်သူဟာသူ့ကိုတပ်ပစ်လိုက်ပါတော့တယ်